ကဲငယ်ချင်းအားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်စိုက်လေးမပြခင်မှာဒါလေးရင်ကြည့်မယ်နော်ဒါလေးမေးချင်ပါတယ်ငယ်ချင်းတို့နော်ငယ်ချင်းတို့ထဲမှာတဲ့ဒီ software လေးသုံးတဲ့လူရှိတယ်မသိဘူး Time 2 3တွေနော် Time 2 3ဒီမှာကိုယ်တိုင်ငွေသွင်းငွေထုတ်လုပ်ရတယ်ပြီးလို့ရှိရင်နှလုံးသုံးလုံးဂိမ်းတွေအများကြီးဆော့လို့ရတယ်နော်နှလုံးသုံးလုံးဂိမ်းတွေအများကြီးဆော့လို့ရတယ် Time 2 3ဒီနော်ငယ်ချင်းတို့ဒီ software လေးသုံးတဲ့လူရှိရင်ကျွန်တော်ကို Viber လေးမှာ hi ပေးပါအောင်ကျွန်တော်စကားလေးနည်းနည်းပြောချင်တယ်ပါနော်Time 2 3ဆို software လေးနော် Time 2 3ဆို software လေးရှိရင်သုံးတယ်လို့ရှိရင်ကျွန်တော် Viber လေးမှာ hi ပေးကြပါဦးကျွန်တော်လည်းစကားလေးနည်းနည်းလောက်ပြောအောင်ဖုန်းမဆက်ရပါနော်တကယ်ချင်းတို့သူက clean နဲ့တပြန်လုံးပေးတာနော်တကယ်ချင်းတို့ clean နဲ့တပြန်လုံးပေးတယ်ပြေးတယ်အဲအကြောင်းမို့ဒီကောင်လေးတေချာပေါင်ပွေးကြပါထွက်နိုင်ပါတယ်နော်ပထမဆုံးက81ခုနှစ်မှာဖြစ်မယ်ခွန်1ပြီးလို့ရှိရင်2ခွန်2ဟော sorry ခွန်1ပြီးရင်8နှစ်နော်8ပြီးရင်93 1နှစ်3 93ပြီးရင်2000နဲ့မှာ4နော်4ပြီးရင်2015ပြီးရင်2026 1နှစ်3 4 5 6လို့ပဲတွက်လိုက်မယ်နော်ဒီကအဲကြတော့ပထမဆုံးပြလိုက်မယ်ကျွန်တော်81ခုနှစ်မှာဒါတပြန်လုံးပြီးရနော်တကယ်တေချာပေါင်မွေးထွက်မှာ81နော်81မှာဆိုရင်နောက်ပေါင်း1က1ဘူးနဲ့နော်1ဘူးနဲ့နောက်ပေါင်း1က1ဘူးနဲ့ရှေ့ CD မောင်းရမယ်နော်တကယ်ကြီးဒါ81ပြီးရင်ကျွန်တော်လည်းပဲ80နှစ်တပြီးတော့နှစ်ပါနော်တကယ်ကြီး80မှာနှစ်ဟုတ်ပြီဒီမှာ4တစ်က5နော်5ကနောက်ဘူးနောက်5ဘူးနဲ့ရှေ့ CD မောင်းရမယ်နော်4တစ်က5နဲ့နောက် CD 8နှစ်ခွန်1 8နှစ်93နော်90နဲ့မှာ3ကြတော့ချင်းဒီမှာ8တစ်က9ရယ်နော်9က9ဘူးပါ9ဘူးနဲ့ရှေ့ရ CD မောင်းရုံပါပဲနော်93ပြီးရင်2000နဲ့မှာ4နော်2000နဲ့မှာ4 3ပြီးတော့4 2000နဲ့4မှာ2000နဲ့မှာ4နော်ခွန်1နော်8နော်8က8ဘူးပါတဲ့နော်8က8ဘူးပါ4 2000လေးပြီးလို့ရှိရင်2000လေးလို့ရှိရင်2000နဲ့မှာ15နော်4ပြီးတော့5ပါနော်5ခုနဲ့မှာဆိုရင်ဒီမှာ60တဲ့နော်6 3ညာတယ်နောက်ပေါင်း6နောက်လုံး3ညာနောက်တစ်လုံး6မို့နောက်က6ဘူးနဲ့မို့ CD ဆွဲရုံပဲနော်ရှေ့ CDအဲဆိုရင်ဒီမှာဆိုရင်ဒီချိန်မှာကြာမယ်ဆိုရင်563ဆိုတော့9နော်9ရှိရစီးမောင်းရမယ်နော်10ခွက်ဒီနေ့တော့လည်း10ခွက်မောင်းလိုက်ရမယ်ဟုတ်ပြီအဲ့ကောင်ဝင်နေမှာဆိုရင်ကျွန်တော်3ကတ်တစ်ခါလည်းသွားလိုက်မယ်1နဲ့3ပြီးရင်4 5 6နဲ့သွားလိုက်မယ်နော်1နဲ့3မှာဆိုရင်81မှာဆိုရင်တစ်ချိန်ကြာပါတယ်တဲ့နော်တကယ်ကြီးနော်81ပြီးရင်80နှစ်မှာဆိုရင်41ဒီမှာလည်းတစ်ချိန်ကြာပါတယ်တဲ့နော်အဲ့တော့90နဲ့ခွန်1 8နှစ်93နော်93ဆိုမှဒီမှာတစ်ချိန်ကြာတယ်965နော်ဒီမှာ96 96နော်96က5နော်5မို့5ဘူးနဲ့ရှေ့ CD မောင်းရုံပဲဟောက1နှစ်3နော်1နှစ်3ဒီပြီးပါရင်1နှစ်3မှာတစ်ချိန်ဒီပဲတွေ့လိုက်တော့တကယ်ကြီးနော်1နှစ်3မှာတစ်ချိန်ဒီပဲတွေ့လိုက်မယ်နော်တကယ်ကြီးနော်1နှစ်3မှာတစ်ချိန်စီဒါမှမဟုတ်လေအများကြီးခွဲလို့ရတယ်1နှစ်နဲ့မှာတစ်ချိန်စီဒီမှာ3နဲ့4နဲ့မှာ2ချိန်စီခုကဒီမှာလည်း4နဲ့2ချိန်ကြာရင်နော်4နဲ့5နဲ့တွေ့လိုက်မယ်နော်4နဲ့မ3နဲ့4နဲ့နော်3နဲ့4နဲ့က2ချိန်တွေ့မှာ3နဲ့4နဲ့3နဲ့4ခွန်း2000 93နဲ့မှာ4နော်နောက်လေးမှာဆိုရင်80ခွန်1ကနောက်ပေါင်း8နော်8က8ဘူးနော်8ဘူးနဲ့8ရ CD မောင်းရတစ်ချိန်66နှစ်နော်နှစ်က2ဘူးနဲ့2ချိန်ဟုတ်ပြီ1နဲ့2မှာတစ်ချိန်ကြာတယ်နော်အဲကြတော့3နဲ့4မှာ2ချိန်ကြာတယ်နော်အဲကျွန်တော်ခွဲတာမခွဲရင်လည်းရတယ်တစ်ချိန်ကတော့အော်တို9နဲ့6မှာဆိုရင်ဘယ်နှချိန်ကြာနေတယ်နော်ငယ်ကြီးနော်9နဲ့6မှာဆိုရင်ကျွန်တော်ကိုက9နဲ့သွားမယ်ကျွန်တော်9ခုနဲ့မှာဆိုရင်ဒီမှာ60နော်နောက်ပေါင်း6မို့6ဘူးနဲ့ရှိတစ်ချိန်ဒီမှာနောက်ပေါင်းခွန်ဘူးနဲ့နော်2ချိန်နောက်ပေါင်း5ဘူးနဲ့3ချိန်5ခုနဲ့မှာ3ချိန်ဆိုရင်6ခုနဲ့မှာ3ချိန်ဖြစ်သွားနိုင်တယ်နော်ဒီမှာလည်း2ချိန်ဒီမှာ1ချိန်နော်ဒီမှာ1ခုနဲ့2ခုနဲ့မှာ1ချိန်3နဲ့4နဲ့မှာ2ချိန်5နဲ့6နဲ့မှာ3ချိန်မကြခင်တော့မသူက2ချိန်လောက်တော့ကြမယ်မျောရင်းလို့ရတယ်နော်တကယ်ချင်းတော့လေချာပေါက်ပေးပါဒီကောင်လေးထိုးတင်ပါတယ်နော်မွေးပြီးတော့ထိုးတင်တယ်နော်ကျွန်တော်တူလေးပြီးတော့မြန်လေးပြန်လိုက်မယ်နော်တဲ့တူလေးသွားပြီးတော့ကျွန်တော်တစ်ခေါက်ကြည့်ပြလိုက်မယ်ဒါကလန်နဲ့တစ်ပြန်လုံးနော်81မှာဆိုရင်နောက်ပေါင်းက1နောက်ပေါင်းတင်မှု1ဘူးနဲ့ရှေ့ CD မောင်းမယ်81ပြီးရင်80မှာနေ80နှစ်မှာဆိုရင်4တစ်ကနောက်ပေါင်း5မို့5ဘူးနဲ့ရှေ့ CD မောင်းရုံပဲခွန်1 8နှစ်93 1နှစ်3သွားတာဆိုတော့8တစ်က
9ပါတဲ့နော်9နောက်ပေါင်း9မို့9ဘူးနောက်9ဘူးနဲ့ရှေ့စီးကြီးမောင်းရုံပဲလာပြီးလို့ရှိရင်2000နဲ့မှ4ပါတဲ့နော်2000နဲ့မှ4ပါတဲ့2004ပါတဲ့ခွန်တစ်က8ပါတဲ့နော်8နဲ့ခွန်တစ်က8ဘူးနဲ့ရှေ့စီးကြီးမောင်းရုံပါပဲတဲ့နော်လေးပြီးလို့ရှိရင်9ပြီးလို့ရှိရင်9နောက်ပေါင်း6မို့နောက်က6ဘူးနဲ့ရှေ့စီးကြီးမောင်းရုံပဲတဲ့နော်တကယ်လို့မှဒီမှာ6ဆိုရင်ဒီမှာဆိုရင်963က9နောက်9ဘူးကနောက်ဘူးရှေ့စီးကြီးမောင်းရုံပဲနော်ဒီချိန်လေးမှာကြာခဲ့မယ်ဆိုရင်နော်တကယ်ချင်းအားလုံးချုပ်ကကြတော့ခက်တယ်ဗျဘာလို့တော့တယောက်နဲ့တော့ကလည်းမြင်မတူတယ်ကျွန်တော်ချုပ်ပေးလိုက်လို့လွဲသွားရင်မကောင်းဘူးလေကြတော့မလို့10ခွက် CD တော့စင်ပြေဆုံးပဲတကယ်လို့မှချုပ်ချင်တယ်ဆိုရင်ကျွန်တော်အများကြီးချုပ်မပြတော့ဘူး3ခွက်ပဲချုပ်ပြလိုက်မယ်နော်တစ်ချိန်ပဲချုပ်ပြလိုက်မယ်3ခွက်ဒါတော့တကယ်ချင်းစင်ပြေတဲ့လူထိုးအောင်ပေါ့နော်ဒီမှာခွန်တစ်8ဘူးနဲ့နော်ဟုတ်ပြီအဲ့တော့မကြာကြတော့မယ်ဆိုရင်ရှေ့ပေါင်းက9ပါတဲ့ရှေ့နှလုံးထိထောင်နှလုံးက9တဲ့ရှေ့ထောင်နှလုံး9မှာဒီနှလုံးကလည်း9ပြန်9တယ်တဲ့988တကွက်တက်သွားတယ်နော်ဆိုတော့မှဆိုရင်ဒီမှာ6တယ်နောက်မှ6မို့6ဘူးနဲ့တဲ့အဲ့လိုဖြစ်ရင်ရှင်းနှစ်မှာ4နှစ်ကထိထောင်နှလုံးက6မို့2 4ကလည်းပြန်6ပေးပါတယ်တဲ့နော်ငယ်ငယ်လေး6တကယ်လို့မှဒီချိန်ကြခဲ့မယ်ဆိုရင်9 6 3 6 3က9ဆို9ဘူးကရပြီအဲ့ဒါကျွန်တော်တို့ရှင်းထောင်နှလုံးသွားမယ်ဆိုရင်38ကဗာကြမှာတော့38က199ကြာသွားမယ်နော်တကယ်ချင်းတို့ဒီချိန်ဆိုရင်199ပေါ့နော်နောက်ဆိုရင်ဒါကျွန်တော်ချုပ်ပေးတယ်တယောက်နဲ့တော့ကအမြင်မတူဆိုတော့လေကိုယ့်ဟာလေးကိုချုပ်ထိုးရင်ပိုစင်ပြေတယ်နော်ဒါကတော့တချို့လူတွေတို့ဒီကျွန်တော်ကွန်မန့်ထဲမှာတချို့ဆရာတွေပါတယ်တော်လေးကိုနော်ကောင်းတယ်သူတို့ပြောရလေးတွေသူတို့ရဲ့ဟာလေးတွေနဲ့လည်းကြည့်ထိုးကြပါကဲခုနကျွန်တော်ပြောတဲ့ထိုင်းစင် software လေးဆော့တဲ့လူတွေကျွန်တော် Viber လေးမှာဒါလေးနည်းနည်းပြောချင်ပါတယ်နော်ငယ်ချင်းအားလုံးကန်ကောင်းကြပါလေတကယ်လို့ဒါတရားပေါက်ထွက်မှာနော်ကလန်နဲ့လက်ကျန်လုံးပြေးနေတာကဲဝေးတင်ပါတယ်နော်အားလုံးကန်ကောင်းကြပါစေဗျာ